Senior Panago English lo slipper lo e correlo tinero mela slipper sura tikero window penabet pare Senior Panagoro flip flop lo cobioma Jotai Panagoro titeroga sandal lo covare Aro di wahari matiti solution titatia toma deme clothing lo corre with sana peta de video later go chipulo amapareဒီတစ်ခါတင်မဲ့ပေါ့နော်ဗီဒီယိုတွေကတော့အဓိကတော့ clothing လို့ခေါ်တဲ့အဝတ်အစားနဲ့ပတ်သက်တဲ့ vocabulary လေးတွေဖြစ်ပြီးတော့မှအဲ့ဒီ clothing အောက်မှာအဓိကပေါ့နော် category က6ခုရှိပါတယ်ပထမတစ်ခုကတော့ accessories ပေါ့နော်အဲ့တော့ဒီတို့ကအဝတ်အစားဝတ်တဲ့အခါမှာဆိုလို့ရှိရင်เนาะအင်ဂျီပဲဝတ်တာမဟုတ်ဘဲနဲ့အင်ဂျီအပြင်အင်ဂျီနဲ့တွဲဝတ်တဲ့ဟလာအုတ်ထုပ်ရှိမယ်ဖနက်ရှိမယ်အိတ်ရှိမယ်ဒါတွေပေါ့ဟလာအဲ့ဒီမှာဆိုလို့ရှိရင် accessories လို့ခေါ်တဲ့ဆက်ဆက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ဝေါ်ဟာရာတွေဖြစ်တဲ့ bag, a belt, kabag, cap, အုတ်ထုပ် glove, leg aid, hat, အုတ်ထုပ် leggings, သုံးမွေးပေါင်းမရှိ leg warmer နော်ခြေချင်းဝတ်ကနေပြီးတော့မှဒူးကောင်းထီပေါ့နော်တချို့ဆိုလို့ရှိရင်ပေါင်ထီဖုံးနဲ့နော်ရာသီဥတုအေးတဲ့အချိန်မှာဝတ်ဆင်ရတဲ့သုံးမွေးချီအိရှိနောက်တစ်ခါ sunglasses နေကမျက်မှန်နဲ့ wallet မျိုးသားကင်ပစံအိပေါ့နော်စတဲ့ဒီလိုမျိုး vocabulary လေးတွေထည့်ထားပါတယ်နောက်တစ်ခုကကျတော့ clothes ပေါ့နော် CLOTHES clothes ကိုဒီချေတို့က clothes လို့မဖတ်ရဘူးဇက်တန်နဲ့စုံတဲ့ clothes ဆိုတဲ့အတန်ထွက်ပေါ့နော်အဲ့တော့သူကတော့အဝတ်အစားပဲဖြစ်တယ်အဲ့တော့ဒီချေတို့ကအဝတ်အစားမှဆိုလို့ရှိရင်လည်းအမျိုးမျိုးရှိတယ်ဟလား bathrobe လို့ခေါ်တဲ့ရေချိုးဝတ်စုံရေချိုးဝတ်ရုံနောက်တစ်ခါcardigan လို့ခေါ်တဲ့ရင်ခွဲသုံးမွှေးအင်ဂျီเนาะ jacket တွေပါမယ် jeans ဂျင်မောင်းမီ pull over လို့ခေါ်တဲ့ခေါင်းစွပ် sweater pajamas လို့ခေါ်တဲ့ညဝတ်အင်ဂျီ scarf လို့ခေါ်တဲ့လေစည်းပဝါเนาะစရှိတဲ့ဝေါ်ဟာရာတွေပါမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ describing clothes ပေါ့ဟုတ်ပြီကိုကဝတ်စားဝတ်တဲ့အခါမှာဘယ်လို style နဲ့ဝတ်လေးရှိလဲဒါကိုဖော်ပြတဲ့ဝေါ်ဟာရာတွေပေါ့နော်မှဆိုရင် baggy လို့ခေါ်တဲ့ပွားချောင်တဲ့ဝတ်စားတွေဝတ်တာလား casual ပေါ့ပေါ့ပပဝတ်တာလား casual က informal နဲ့လည်းဆင်တာဖြစ်တဲ့အတွက်ဒီကျတို့က informal style ဝတ်တာလားဒါမှမဟုတ်လို့ရှိရင်ခန်းသားတွေသွားတယ်ဟလာအစည်းအဝေးတွေတက်တယ်ဆိုလို့ရှိရင် formal လို့ခေါ်တယ်เนาะတခန်းတနာရှိတဲ့ဝတ်စားတွေဝတ်တာလားဒါမှမဟုတ်လို့ရှိရင်ဝတ်စားဝတ်တဲ့ခါမှာ elegant เนาะကြော်ရှင်းသလား inelegant မကြောက်မရှင်းဖြစ်နေလားနောက်တစ်ခုကကြတော့ဝတ်တဲ့အဝတ်စားတွေက comfortable တက်တောင့်တက်တာရှိရလား uncomfortable တက်တောင့်တက်တာမရှိဘူးလားစတဲ့ဝေါ်ဟာရာတွေကိုလေ့လာရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့လက်ဝတ်လက်စားတွေဖြစ်တဲ့ jewelry နဲ့ပတ်သက်ပြီးတော့မှဝေါ်ဟာရာတွေလေ့လာရမှာဖြစ်ပါတယ်အဲ့တော့teacherတို့ကအဝတ်စားဝတ်တဲ့အခါမှာလက်ဝတ်ရတနာတွေကိုလည်းအထူးသဖြင့် main လေးတွေဆိုလို့ရှိရင်ဝတ်ကြတယ်လေအဲ့တော့ amber လို့ခေါ်တဲ့ပရင် jade လို့ခေါ်တဲ့ကြောက်စိမ်း diamond လို့ခေါ်တဲ့စိမ်းနောက်တစ်ခုကကြတော့ bling bling လို့ခေါ်တဲ့ပြောင်ပြောင်လက်လက်เนาะလက်ဝတ်လက်စားတွေ bracelet လို့ခေါ်တဲ့လက်ကောက်ပေါ့နော်နောက်တစ်ခါ brooch လို့ခေါ်တဲ့ရှင်တူ earring လို့ခေါ်တဲ့နဂတ်เนาะပြီးတော့ nose ring လို့ခေါ်တဲ့နှာခေါင်းမှာတက်တဲ့ခွင်းလေးတွေပေါ့နော်နှာခေါင်းတက်တဲ့ခွင်းအစရှိတဲ့ဖြင့်ဒီလိုဝေါ်ဟာရာတွေကိုလေ့လာရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီကျအစမှာပြောသွားတဲ့ shoes နဲ့ပတ်သက်တဲ့ဝေါ်ဟာရာလေးတွေပေါ့နော်အဲ့တော့အဲ့မှာဆိုလို့ရှိရင် high heels လို့ခေါ်တဲ့ထောင်မြင့်ဖနက်တွေ platform လို့ခေါ်တဲ့ခွာထူဖနက်တွေเนาะ sneaker လို့ခေါ်တဲ့အားကစားဖနက်တွေစတဲ့ဝေါ်ဟာရာတွေကိုလေ့လာရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ wearing clothes လို့ခေါ်တဲ့ဒီအဝတ်အစားဝတ်ဆင်ခြင်းနဲ့ပတ်သက်ပြီးတော့မှအဝတ်အစားမှာပါတဲ့ buckle ခပတ်ကောင်တို့ button ကျဲဒီတို့ button hole ကျဲဒီပေါက်တို့เนาะနောက်တစ်ခါ pocket အိတ်ကတ်တို့ zip တို့ပေါ့နော်အစရှိတဲ့ဖြင့်ဒီလိုမျိုးဝေါ်ဟာရာလေးတွေကိုလေ့လာရမှာဖြစ်ပါတယ်အဲ့တော့teacherကဒီဝေါ်ဟာရာတွေကိုလေ့လာတဲ့အခါမှာပေါ့နော်ဘယ်လိုမျိုးမှတ်မိအောင်လုပ်ရမလဲဆိုလို့ရှိရင်ခုမှရှိတဲ့အဝတ်စားအသုံးဆောင်တွေကိုအရင်ဆုံးစဉ်းစားကြည့်လိုက်ကိုဝတ်တက်တဲ့အဝတ်စား style ကိုစဉ်းစားကြည့်လိုက်ပြီးလို့ရှိရင်အဲ့ဒီဝေါ်ဟာရာတွေနဲ့အဲ့ဒီဝေါ်ဟာရာတွေကိုဘယ်လိုခေါ်လဲပေါ့နော်ဒါမျိုးအရင်လေ့လာလိုက်နောက်ပြီးတော့ကိုမှမရှိတဲ့ပစ္စည်းတွေဥပမာဆိုရင် nose ring ဆိုရင်လူတိုင်းတက်လို့မရှိဘူးဟုတ်လားအဲ့ဒါမျိုးစလုံးလေးဆိုလို့ရှိရင်တိကျမှတ်ပြီးမှလေ့လာလို့ရပါတယ်အဲ့တော့ teacher ကဒီတစ်ခေါက်တင်မဲ့ပေါ့နော်ဒီ clothing အဝတ်စားနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကလည်းပုံ20ကျော်ရှိပြီးမှဝေါ်ဟာရာပေါင်းကလည်း200ကျော်ရှိမှဖြစ်ပါတယ်အဲ့တော့ teacher တို့ကလာဒီ vocabulary တွေလေ့လာတဲ့အခါမှာတစ်လုံးနှလုံး
ဗီဒီယိုအတူလေးတွေကြည့်ပြီးမှပြီးသွားတာမျိုးမဟုတ်ဘဲနဲ့စိတ်ရှိထားပြီးတော့မှဗီဒီယိုတွေကို target ထားပြီးမှဥမာတစ်ပတ်ကိုဘယ်နှလုံးလေးလာမယ်เนาะဒီဟာပြီးလို့ရှိရင်ဘာလေးလာမယ်အစရှိတဲ့ပြင် target ချပြီးတော့မှလေးလာစေလိုပါတယ်အဲ့တော့ဒီအင်္ဂလိပ်ဘာသာစကားလေးလာတဲ့ journey ကတော့ဒီကျဲတို့ကကြာပါတယ်အချိန်ပေးရပါတယ်စိတ်ရှိရပါတယ်ဒါကြောင့်မလို့เนาะဒီကျဲကတိတိကျကျစနစ်တကျလေးလာစီလိုပါတယ်အဲ့တော့စနစ်တကျတက်မြောက်ထားတဲ့လူနဲ့နော်တစ်လုံးနှလုံးအတူအထွာလေးတွေပဲတည်တဲ့လူတွေကရေရှည်မှာမတူပါဘူးအဲ့တော့ဒီချက်ကနောက်ထပ်ဗီဒီယိုမှာတော့ဒီဘယ်သင်ခန်းစာတွေကိုဘယ်နေ့မှတင်မယ်ဆိုတဲ့ lesson planner လေးကိုရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ဒီချက်ကတော့ဒီချက်ဖြစ်ဝင်ဖြစ်ပါတယ်အဲ့တော့ဒီချက်ရဲ့ဗီဒီယိုတွေကကြည့်ရှုတဲ့ learners တွေအတွက်ကြိုးရှိတယ်ဆိုလို့ရှိရင် like share နဲ့ subscribe လုပ်ပေးကြပါအောင်เนาะနောက်ထပ်ဒီချက်ဗီဒီယိုတွေကိုလည်းစောင့်ပြီးတော့ကြည့်ပေးကြပါအောင်เนาะအားလုံးပဲထူးခြားတဲ့သူတွေဖြစ်ကြပါစေကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်